မန္တလေးတိုင်းအတွင်းရှိမြင်းချံငန်းစွန်တောင်သာနဲ့နွားထိုးကြီးမြို့နယ်တွေမှာ2026ခုနှစ်ဧပြီလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူ82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေကဖော်ပြထားပါတယ်။မြမရိုးရာတကြံကာလအတွင်းမှာတော့ဒေသခံပြည်သူတွေဟာလုံခြုံမှုမရှိဘဲနေထိုင်ခဲ့ရပြီးလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့်ကြေးရွာအများပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။မြေပြင်သတင်းများအရမြင်းချံမြို့နယ်မှာ30ဦးငန်းစွန်မြို့နယ်မှာ23ဦးတောင်သာမြို့နယ်မှာ12ဦးနဲ့နွားထိုးကြီးမြို့နယ်မှာ9ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။တေဆုံးသူတွေထဲမှာအမျိုးသမီးတွေကလေးငယ်တွေတက်ကြီးရွယ်အိုတွေလည်းပါဝင်နေပြီးဒေသခံမိသားစုအများအပြားအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်အရစစ်ရေးလှုပ်ရှားမှုတွေဟာစက်တိုက်ဖြစ်ပွားနေပြီးကြေးရွာအချို့မီးလောင်ပျက်စီးခဲ့တယ်လို့ပြည်သူတွေဟာဘေးလွတ်ရာကိုအမြဲရွှေ့ပြောင်းနေကြရတယ်လို့သိရပါတယ်။အချို့ဒေသတွေမှာစစ်ကြောင်းများအဆက်မပြတ်ဝင်ရောက်နေတဲ့အတွက်ဒေသခံတွေဟာနေအိမ်ကိုပြန်ဝင်ဖို့ခက်ခဲနေပြီးစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။စစ်ဘေးရှောင်မိသားစုတွေအတွက်အကူအညီလိုအပ်မှုတွေဆက်လက်မြင့်တက်နေပြီးပြည်တွင်းပြည်ပအလှူရှင်များကလည်းထောက်ပံ့မှုများဆောင်ရွက်နေကြပါတယ်။လက်ရှိအချိန်ထိအကူအညီလိုအပ်နေသူတွေများစွာရှိနေသေးတယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ဒီဖြစ်ရပ်တွေဟာပဋိပက္ခတံကိုအဓိကခံစားနေရတာကအပြစ်မဲ့ပြည်သူတွေဖြစ်နေစေဆိုတာကိုထပ်မံဖော်ပြနေပါတယ်။မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးနဲ့ပြည်သူလုံခြုံရေးပြန်လည်ရရှိဖို့နိုင်ငံတကာအာရုံစိုက်မှုနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိုမိုလိုအပ်နေတယ်လို့လေ့လာသူတွေကသုံးသပ်ထားပါတယ်။